ဖြစ်ဘာလို့ဘာဖြစ် မနေ့ကနှခမ်းမွေးရှိပါရဲ့နေ့နှခမ်း မိန်းကလေးကနှခမ်းမွေးပေါက်ကြတာစဉ်းစားလို့တော့မရ နေ့ကငါနန်းတော့နှခမ်းမွေးနေပါ မိန်းကလေးကနှခမ်းမွေးပေါက်ကြတာ ဟုတ်ပါရဲ့ငါတိတ်ချမှတ်နှခမ်းမွေးနေအားအောင်စိုးသွားသည် ဒီမနေ့ကတောက်တာများပြီးတော့ဒီဆောင်ထိုးကြီးအိတ်နေရလေ ငါဆောက်ချက်ကွဲပြီငါဆောက်ချက်ကွဲပြီမိမရဲ့အခုတလောဘာဖြစ်နေမှမသိဘူးခြေတွေလက်တွေကြိုက်ခဲနေတာပဲ တိုက်မှာပေါ့တနေ့ကုန်တနေ့ကန်ပြင်မဲလျှောက်သွားနေတာ လေးဘက်နာယောဂများဖြစ်တာလားမသိဘူး ဒီလောက်ထိတောက်စားနေမှာတော့ဖြစ်တာတော့နဲသေးတယ် ငါလည်းလေးဘက်နာဖြစ်မှာမကြောက်ပါဘူးလေးဘက်နာဖြစ်ရင်ပန်းတိပန်းညိုဖြစ်တယ်ဆိုလား အိုးရှင်ကလေယောဂကိုအဲ့လိုဝေးမထားရဘူးလေလာလာစိတ်ကန်းတော့မယ်